အားလုံးပဲမင်္ဂလာပါခင်ဗျာ Daily Flow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ American Israel မဟာမိတ်တပ်ဖွဲ့တွေနဲ့အီရန်တို့အကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြပါတယ်အခုဆိုရင် American Israel မဟာမိတ်တပ်ဖွဲ့တွေနဲ့အီရန်အကြားစစ်ပွဲဟာဒေသတွင်းကအခြားလက်နက်ကိုင်အဖွဲ့တွေကိုပါဆက်သွင်းလိုက်ပြီလို့သိရပါတယ်အထူးသဖြင့်အီရတ်နိုင်ငံဟာဒီစစ်ပွဲရဲ့အဓိကစစ်မျက်နှာသစ်ဖြစ်လာပြီးအီရန်ကြောထောက်နောက်ခံပြုတဲ့ပြည်သူ့စစ်အဖွဲ့တွေကအမေရိကန်နဲ့အစ္စရေးကိုလက်တုံ့ပြန်တိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ဒါအပြင်အီရန်နိုင်ငံတွင်းမှာပါအစိုးရစံကျင်ရေးအဖွဲ့တွေပေါ်ပေါက်လာနေတဲ့အတွက်အရှိအလဲပိုင်းဟာထိမ့်မနိုင်သိမ်းမရတဲ့ဗျမ်းမနာအခြေအနေကိုဥတီလို့နေပါတယ်။စစ်ပွဲစတင်ခဲ့တဲ့စနေနေ့ကတည်းကအီရတ်နိုင်ငံအတွင်းကအီရန်ကြောထောက်နောက်ခံပြုပြည်သူ့စစ်အဖွဲ့တွေဟာအစ္စရေးနိုင်ငံဂျော်ဒန်နိုင်ငံနဲ့အီရတ်တို့မှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုဒရုန်းတွေဒုံးကျည်တွေနဲ့အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဝန်ခံပြောဆိုလာကြပါတယ်။တစ်ဖက်မှာလည်းအမေရိကန်နဲ့အစ္စရေးတို့ကအီရတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ခါဒိုက်ဟက်စဘိုလာလိုအားအကောင်းဆုံးပြည်သူ့စစ်အဖွဲ့တွေကိုလျှို့ဝှက်စစ်စင်ရေးတွေနဲ့ပြန်လည်ချေမှုန်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဘဂဒန်မြို့တောင်ပိုင်းနဲ့ဘတ်စရာမြို့တွေကပြည်သူ့စစ်စခန်းတွေမှာဒရုန်းတိုက်ခိုက်မှုတွေကြောင့်တပ်မှုတူအပါအဝင်တိုက်ခိုက်ရေးသမား15ဦးထပ်မံသေဆုံးခဲ့ရပါတယ်။ဒါဟာအစ္စရေးရဲ့အထူးတပ်ဖွဲ့တွေဒါမှမဟုတ်အမေရိကန်တပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်နိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။အခုစစ်ပွဲမှာအီရန်ဆိုရကိုဖြုတ်ချဖို့အတွက်ကတ်လူမျိုးလက်နက်ကိုင်တွေကိုအသုံးချမဲ့ဗျူဟာကပိုပြီးတည်တာလာပါတယ်။အီရန်နောက်တောင်ပိုင်းအီရန်နယ်စပ်အနီးကအာဝတ်မြို့မှာရှိတဲ့အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC စခန်းတစ်ခုကိုအာဝတ်ဖယ်ဂွန်လို့အမည်ရတဲ့အဖွဲ့အစည်းတစ်ခုကတိုက်ခိုက်ခဲ့ကြတယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာအီရန်နိုင်ငံတွင်းကအာရပ်လူမျိုးစုခွဲထွက်ရေးလှုပ်ရှားမှုတွေပြန်လည်အားကောင်းလာတာကိုပြသနေတာပါဖြစ်ပါတယ်။အီရတ်ပြည်သူ့စစ်အဖွဲ့တွေဟာဥရောပနိုင်ငံတွေအနေနဲ့ဒီစစ်ပွဲမှာမပါဝင်နဲ့ပါဝင်လာရင်ဒေသတွင်းကဥရောပတပ်စခန်းတွေကိုတိုက်ခိုက်တုံ့ပြန်သွားမယ်လို့ပူးရဲကြေညာချက်ထုတ်ပြန်ပြီးသတိပေးထားတယ်လို့သိရပါတယ်ခင်ဗျာ။ဒါပေမဲ့တစ်ဖက်မှာလည်းအီရန်ရဲ့မဟာမိတ်ကွန်ရက်ဟာအားနည်းလာတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။လက်ရှိမှာလက်ဘနွန်ကဟက်ဇ်ဘိုလာအဖွဲ့ဟာအစ္စရေးရဲ့အပြင်းထန်ထိုးစစ်ဆင်မှုကိုခံနေရသလိုဟာမတ်စ်နဲ့ယီမင်ကဟူသီအဖွဲ့တွေကတော့အခုစစ်ပွဲမှာဘေးကနေပဲစောင့်ကြည့်နေတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ကျွမ်းကျင်သူအချို့ကတော့ဟူသီအဖွဲ့ဟာအီရန်ဆိုရပြိုလဲသွားမဲ့အခြေအနေကိုတွက်ချက်ပြီးသူတို့ဘာသာတိကျရပ်တည်နိုင်ဖို့စ조사နေတာဖြစ်တယ်လို့သုံးသပ်ယူဆနေကြပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေယခုလက်ရှိအီရန်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကနေဒေသတွင်းစစ်ပွဲကြီးတစ်ခုဖြစ်ကူးစက်သွားမလားအီရန်အတွင်းပိုင်းကဟာဝတ်ဖယ်ဂွန်လိုအဖွဲ့တွေကရောအီရန်အစိုးရကိုတကယ်ပဲချိန်ချောက်နိုင်မလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာအခုလိုမျိုးကမ္ဘာအခြေအနေကိုပြည့်ချေမပြတ်သိရှိစေဖို့ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Subscribe လုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲကြားမှာချမ်းသာရွှင်လန်းကြပါစေခင်ဗျာ